ယူဂန္ဓာနိုင်ငံသည်ဂေါ်ရီလာများအတွက်တဘာဝဘေးမဲ့သောများအမျိုးသားဥယျာဉ်များမတူကွဲပြားသောတောရိုင်းတိရစ္ဆာန်များနှင့်ငှက်မျိုးစုံအပြင်ဗစ်တိုးရီးယားရေကန်ကြီးကြောင့်ကြော်ကြားလူသည့်များသည့်အရှေ့အာဖရိကရှိကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဤကွေတာမြင်းပေါ်တွင်တည်ရှိပြီးလူမျိုးစု90ကျော်နေထိုင်သည့်ယဉ်ကျေးမှုမျိုးစုံစုံလင်ကြွယ်ဝသည့်နိုင်ငံဖြစ်တဲ့ကဲ့သို့အဓိကကိုးကွယ်သည့်ဘာသာမှာခရစ်ယာန်ဘာသာဖြစ်ပါတယ်။ဤဗီဒီယိုတွင်ယူဂန္ဓာနိုင်ငံ၏မြို့တော်ကမ်ပါလာမြို့နှင့်ကပ်လျက်တည်ရှိတဲ့အန်တဘီမြို့အနီးရှိအာဖရိကတပ်၏ပထမဆုံးယူဂန္ဓာထေရဝါဒဗုဒ္ဓဘာသာကျောင်းတော်ကြီးအကြောင်းကိုတင်ဆက်ထားပါတယ်။အဆိုပါကျောင်းတော်ကြီးသည်အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်ဟမ်မွန်းဘေးမြို့ရှိဓမ္မနန္ဒဝိဟာရကျောင်းတိုက်ဆရာတော်အရှင်ဩဒထနှင့်အမေရိကစင်ကာပူဥရောပဒေသများမှတက္ကသိုလ်များနှင့်ကုသိုလ်ဖြင့်အသင်းအဖွဲ့အစည်းများ၏အထောက်ပံ့များဖြင့်ယူဂန္ဓာဆရာတော်အရှင်ဗုဒ္ဓယခိဒ၏ဥဆောင်မှုအောက်တွင်နှစ်ပေါင်း20ကျော်ကြာဇွဲလုံးလမလျှော့ဘဲရပ်တည်ဖွံ့ဖြိုးလာခဲ့ခြင်းဖြစ်ပါတယ်2025ခုဒီဇင်ဘာလ23ရက်စနေနေ့ကကျောင်းတည်ထောင်ခြင်းနှစ်20ပြည့်အခမ်းအနားနှင့်အတူလက်ရှိကျောင်းတွင်သတင်းသုံးလျက်ရှိသောတာမဏေများတိလရှင်များအပါအဝင်ယူဂန္ဓာကလေးလူငယ်စုစုပေါင်း285ဦးအားရှင်သာမဏေတိလရှင်ဒုလဖဝိအခမ်းအနားကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်ယခုအခါကျောင်းတွင်မူလတန်းမှအထက်တန်းအဆင့်အထိကျောင်းသူကျောင်းသားရာကျော်အားပညာသင်ကြားပေးလျက်ရှိပြီးတာမဏေ25ပါးနှင့်တိလရှင်36ပါးတို့ကကျောင်းတွင်အမြဲတမ်းသတင်းသုံးနေထိုင်လျက်ရှိပါတယ်။ကျောင်းတွင်သတင်းသုံးလျက်ရှိသောတာမဏေများနှင့်တိလရှင်များသည်နေ့စဉ်နနက်6နာရီနှင့်ညနေ6နာရီတို့တွင်ဓမ္မယုံအတွင်ဖျားဝတ်ပြုခြင်းတရားထိုင်ခြင်းမေတ္တာပို့ခြင်းများကိုပြုလုပ်ကြပြီးမနက်9နာရီတွင်အာယုံစွန်းဖုံးပေးကြပါသည်။
ကျောင်းပိတ်ရက်များတွင်ဖျားဝတ်ပြုမှုများပြီးဆုံးပြီးနောက်ကျောင်းဝင်းအတွင်းတန်ရှင်းရေးလုပ်ငန်းများကိုစုပေါင်းဆောင်ရွက်ကြပါတယ်ထို့နောက်မနေ့၈နာရီခွဲတွင်ဆရာတော်အရှင်ပါဏိစမှတာမဏေများနှင့်တိလရှင်များအားပါဠိသင်တန်းများပို့ချပေးလျက်ရှိပြီးနံနက်7နာရီတွင်နေ့လယ်စွန်းဖုံးပေးကြပါသည်ဤလုပ်ငန်းစဉ်များသည်ကျောင်းတွင်အမြဲနေထိုင်သည့်တာမဏေများနှင့်တိလရှင်တို့၏နေ့တူလုပ်ငန်းစဉ်များဖြစ်ပါဆရာတော်အရှင်ပါဏိစ၏တင် जा ပြသမှုနှင့်တိလရှင်ဆရာလေးဒေါ်ကေတဝတီဒေါ်ပညာသီရိတို့၏ထိမ့်သိမ်းဆောက်ရှောက်မှုများကြောင့်တာမဏေများနှင့်တိလရှင်လေးများသည်ယခုအခါဘောဇင်တုတ်ပုပ္ပနာတုတ်မင်္ဂလာတုတ်မောရတုတ်ပဋ္ဌာန်း24ပစ္စည်းဓမ္မစကြာမေတ္တာပို့စသည်တို့ကိုရွတ်ဆိုပူဇော်နိုင်ကြပြီဖြစ်ပါတယ် ဒွါဒသဟိကျင်တယေစုသဒေဝကသောတနာနာဒေဂချန္တိအာတတေသံချမင်္ဂလာဒေစိတံဒေဝဒေဝေနသဗ္ဗပပဝေနသနံသဗ္ဗလောကဟိတတယမင်္ဂလံဓမ္မနာမဟေเอวาเมสุตัมเอกามสมายังภะคะวะสาวัตถิยาวิหารติเตปัจจายโยอารามณปัจจายโยอาดิปติปัจจายโยอนันตระปัจจายโยสัมมานันตระปัจจายโยสหายตปัจจายโยอัญญมัญญปัจจายโยนิสายปัจจายโยปัญจวัคคีนังเอสิปัตนานามาเคเมกดาเอดามาวารัมยันตานิบานาปะปะกังสหัมปตินามาเคนะมหาบราเมนายาสิโตจตุสัจจัมปะกาสินโตโลกานาโตอเดสัยนาดิตัมสัพพะเดเวหิสัพพะสัมปติสัย ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာကျွန်တော်တို့နဲ့အတူလက်တွဲပူးပေါင်းကယူဂန္ဓနိုင်ငံတွင်ဗုဒ္ဓသာသနာ၏အလင်းရောင်ပုံမထွန်းလင်းတောက်ပလာနိုင်စေရန်တအားတွေ့ပါဝင်ကူညီဆောင်ရွက်ပေးကြပါရန်နိဗ္ဗာန်ဆောအပ်ပါ